အမလီတထွားပဲရှိလို့တော်သေးတယ်တထောင်လောက်သာဆိုမလွယ်ဘူး တူတူရောဟွာဘေးလူတွေကြိုင်ဆက်စရာကြီး သမုဒ္ဒရာဝမ်းတထွားဆိုစကားကိုပြောတာရှစ်မလဲအဲ့ဒါပဲတွေးနေရှင်ကကျမကလေးတွေတဲကတယောက်ရဲ့ဖေလား ကျွန်တော်ကမှားခဲ့တာတွေကများတော့မမှတ်မိဘူးဗျဘယ်တော့မှလည်းမြန်ပြောပြပါလား ရှင်ဘာတွေပြောနေရတော့ကျမရှင်ကလေးရဲ့တိုင်းပိုင်ဆရာမမသားရဲ့ လူတွေကပြောကြတယ်ချက်တာဘာမှစားလို့မရဘူးတဲ့ချက်တာတကယ်စားလို့မရပြီမဲ့ထဲလို့ရတယ်ကွာ ယောက်ျားရှင်ပဲတော့မလို့လဲ ဘီယာဆိုင်တော့မလို့ပါကွာ ဘီယာဆိုင်တော့မယ်အစားလက်ဖက်ရည်ဆိုင်တော့လေ မိမရဲ့လက်ဖက်ရည်ဆိုင်ဆိုတာတစ်ခွက်ပြီးတစ်ခွက်မှားတော့လို့မကောင်းဘူးကွာ ဒါဆိုလဲတော့လေကျမလည်းရှင်တော့တဲ့ဘီယာလိုပဲတယောက်ပြီးတယောက်အော်ရမှာပြီးဆွဲလိုက်ရုံပဲ တော့တော့ဦးနော်မိမဖြိုးပြီးတဲ့ကော်ဖီပဲတောက်တော့မယ် အမေကိုအင်ရှိဆိုင်ကအေးတပူလောက်တော့ဝယ်ပေးစမ်းပါ ဟာအမေကလည်းနီးနီးလေးကိုရှေ့လေးမှနဲ့အမေတော့ဝယ်လိုက်ပါဒါပြင်းလို့ပါအမေရဲ့သွားပါနော် စားဖို့ပြင်းလှုပ်ဖို့ပြင်းအိတ်ဖို့ပြင်းနေ့မှပြင်းရတာကိုပြင်းနေတဲ့ငပြင်း အမေကြတော့စားလဲပြောလှုပ်လဲပြောအိတ်လဲပြောအမေမှပြောစရာမရှိလဲပြောကြံဖန်ပြောတဲ့ဒေါ်ပြော ပေးစမ်းဆိုတော့ကိုယ်တိုင်ဖွင့်ချလိုက် မမေဘာလို့ရဒီကိုကြိုက်ပြီးငိုနေရလဲတိုင်းမြင်တော့ညီအူငါတော့တရီရလို့ပဲ မင်းဘာလေးကြောင်းလာလဲအော်မဟုတ်ဘူးညီတင်ရှိစေတော့ငါ့ကိုဒီခရမ်းတီးပဲချက်ကျွေးတာငါခရမ်းတီးနဲ့ကြိုက်တယ်အော်ညီပြောရတယ်အေးမင်းငါတို့တတ်စော်ကားလားမုဆုမတာမိစုမဟုတ်ပါဘူးအနီဒါကျွန်တော်အခင်းရထွက်တဲ့ခရမ်းတီးပါမလို့ငါခန်းထဲမှာပြည့်ရှိငါခန်းထဲမှာပြည့်ရှိအမေမဟုတ်တယ်မဟုတ်ဘူးဟိုတနေ့ကရွာပို့ထားတဲ့ဟာမိဖို့တောင်တွေကိုမထားရသေးဘူးခန်းထဲမှာရှိအဲ့လိုမဟုတ်ပါဘူးအနီကျွန်တော်အဓိကဒီခရမ်းတီးနဲ့အနီတို့လာတောင်းရမ်းနေဆိုတဲ့အကြောင်းအရာဒါကျွန်တော်ရဲ့စိုက်ခင်းဧက100တဲ့ထွက်တဲ့ခရမ်းတီးပါအဲ့ဒီဧက100လုံးနဲ့ကျွန်တော်ပူတူလေးကိုတင်တောင်းတဲ့အနီ မမေကလည်းလက်ခံလိုက်ပါမမေလည်းခရမ်းသီးကြိုက်နေတာပဲ ပိတ်စမ်းဒီမှာငါတို့သားမိနှစ်ယောက်ကိုလူစီစိန်အပြည့်မထားနိုင်သေးဘူးဒီတက်ငါသမီးကိုရဖို့မင်းမစင်စားနဲ့ဂျာဂလိချောင်း